Smart School ကတော့လေစံသတ်မှတ်ချက်နဲ့ကိုက်ညီမှုရှိတဲ့ကျောင်းလို့ယူဆရတာပေါ့နော် Smart School ရဲ့စံနှုန်း16ချက်ရှိပါတယ်အဲ့ဒီ16ချက်နဲ့တော့ကျမတို့က17ချက်လောက်ကြီးကျောင်းကတော့ပြည့်စုံမှုရှိပါတယ် သမီးလေးတို့ကျောင်းရလဲပေါ့နော်ဟိုစီကံပိုင်းလဲကောင်းပါတယ်ဟိုပညာပိုင်းလဲအရန်ကောင်းပါတယ်ရှင်ဟိုမိဘတယောက်နေလဲအရန်သဘောကျခဲ့ပါတယ်ကျမတို့ဒီနှစ်မှာတော့တနိုင်ငံလုံးကို6ကျောင်းရွေးတယ်ပေါ့နော်6ကျောင်းရွေးတဲ့အခါမှာရန်ကုန်တိုင်းမှာတော့ဒဂုံအရှိမြို့နယ်ကအလကတစ်ဒဂုံအရှိပေါ့အဲ့ဒီကျောင်းကိုအလကကျောင်းပေါ့နော်ဒါကိုကျမတို့ရွေးချယ်ပါတယ်ပထမဆုံးကျမကျောင်းကိုရွေးချယ်ခံရပြီဆိုတဲ့အခါအတိုင်းတက်လုံးပေါ့ပို့ပြီးတော့ဝမ်းသာတာပေါ့အများကြီးရန်ကုန်တိုင်းတွင်းမှာဆိုလေတန်းကျောင်းအဆင့်နေနဲ့ကျမတို့ကျောင်းရွေးချယ်ခံရတယ်ဆိုတော့အများကြီးလည်းဝမ်းသာပါတယ်ကျမတို့ကျောင်းကပထမတော့အမက9အနေနဲ့မူလတန်းကျောင်းအနေနဲ့စတင်ပြီးတော့ဖွင့်လှစ်တာပါ2014မှာအလယ်တန်းကျောင်းအဆင့်ကိုဆက်လက်ပြီးတိုးမြင့်ပါတယ်တိုးမြင့်ပြီးတဲ့အခါကျတော့ကျမတို့အခုချိန်ဒီကိုအလယ်တန်းကျောင်းအနေနဲ့ဆက်ပြီးတော့ဖွင့်လှစ်ဆောင်ရွက်နေပါတယ်တော့ကျမတို့ကျောင်းကဆိုလို့ရှိရင်တကုံအရှိမြို့နယ်စောမဟာလန်12ရပ်ကွက်မှာရှိပါတယ် KG ကနေပြီးတော့ grade 9 ထိကိုအလယ်တန်းဆင့်အားလုံးသင်ကြားနေပါတယ်နေ့စဉ်ကျောင်းသားဦးရေက1300နီးပါး1300ကျော်ထိအဲ့လိုမျိုးကြီးရှိပါတယ်ဒီ2020က26မှာဆိုလို့ရှိရင်ကျောင်းသားဦးရေကမူလေပေါင်းဆိုလို့ရှိရင်1342ယောက်ထိကိုတက်ရောက်သင်ကြားနေပါတယ်ဒီကျောင်းကတော့အခုချိန်မှာတော့စံသတ်မှတ်ချက်တော့ကိုက်ညီမှုတော့မရှိသေးဘူးဒါပေမဲ့စံသတ်မှတ်ချက်ကိုက်ညီမှုရှိအောင်နိုင်ငံတော်ကနေဖြည့်ဆည်းပြီးတော့ဒီမှာဆောင်ရွက်ပေးမယ့်အစီအစဉ်မှာဖြစ်ပါတယ်ရှင်စံသတ်မှတ်ချက်ဆိုတာလည်းအထက်တန်းဆိုရင်ကျမတို့အဲ့စည်ရင်းတွေရှိတယ်ပေါ့နော်အချက်20နဲ့ပြည့်စုံရမယ်အဓိကတော့ကျောင်းမြေ9ဧကရှိရမယ်9ဧကရှိရမယ်ပေါ့နော်အဓိကအချက်ကတော့ဒါဆိုရင်ကျမတို့အမြေရှိတော့ကျန်တာတွေကိုဟိုလိုအပ်တဲ့အားကစားကွင်းတို့အားကစားရုံတို့အားလုံးပေါ့နော်စာကြည့်တိုက်တို့အစုံကိုဖြည့်ဆည်းပေးလို့ရမယ်ပေါ့အလယ်တန်းဆိုရင်တော့9ဧကရှိရပါမယ်ရှင်မူလတန်းဆိုရင်တော့3ဧကရှိရပါမယ်အဲ့ဒီကျောင်းတွေအဓိကရွေးတာပေါ့ Smart School အနေနဲ့ရွေးချယ်ထားတာကတော့ကျမတို့အလယ်တန်းကျောင်းအဆင့်အနေနဲ့ဆိုလို့ရှိရင်သတ်မှတ်ဧကသည်9ဧကသတ်မှတ်ထားပါတယ်ကျမတို့ကျောင်းရဲ့မြေရှိတဲ့ဧကသည်6.339ဧကရှိပါတယ်ကျန်တဲ့ဟာတွေလည်းဆက်လက်ပြီးတော့ကျမတို့ Smart School ဆောင်ရွက်ဖို့အတွက်ကိုရထားတာတွေရှိပါတယ်လောလောဆယ်ကျမတို့ကျောင်းမှာရှိရတော့စာကြည့်တိုက်ရှိမယ်နောက်ခါ football school အတွက်အဲ့ဒီ program နဲ့ချပေးထားတဲ့တီဘာကနေချပေးထားတဲ့ mini fit ဘောလုံးကွင်းကျမတို့မှာရရှိထားပါတယ်ဘောလုံးကွင်းလည်းရရှိထားတယ်နောက်စာကြည့်တိုက်ကျောင်းဆောင်သစ်ဒီနေ့အနေထားတွေလည်းရရှိထားပါတယ်သမီးလေးတို့ကြောင်းမှာလေအခုဆိုရင်ပေါ့ဒီ2026မှာပေါ့နော်အစိမ့်မြဘောလုံးကွင်းရောက်လာတယ်ပေါ့နော်အဲ့အတွက်လည်းမိဘတယောက်အနေနဲ့ပေါ့နော်ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင်ဒါပေမဲ့သူတို့ Smart School ရဲ့ရွေချက်ကဆိုလို့ရှိရင်ဒီပြည့်စုံအောင်အကုန်လုံးစံပြကျောင်းပုံစံမျိုးနဲ့ချထားပေးမှာဖြစ်တဲ့အတွက်ကျမတို့ကျောင်းကလိုအပ်ချက်တွေရှိပေမဲ့အဲ့ဒီဟာတွေကတဖြည်းဖြည်းနဲ့ကျမတို့က master plan မှာပါတဲ့အတိုင်းကိုချပြီးလှုပ်ဆောင်သွားမှာပါရှေ့လျှောက်လှုပ်ဆောင်မှုတွေလည်းအများကြီးရှိပါတယ်
ကျန်းမာရေးခန်းသိပ္ပံဆောင်အိမ်နွေးမှုခန်းတက်မွေးနားနေခန်းအဲ့ဒါမျိုးတွေအတွက်ကို120 30နဲ့အဆောင်တစ်ဆောင်ဆက်လက်ဆောက်လုပ်ဖို့အတွက် master plan မှာရထားပါတယ်နောက်တစ်ခုကဘက်ဆောင်3ခန်းမှာပါ130 80ရှိရဲ့ဘက်ဆောင်3ခန်းမှာလည်းရထားပါတယ်နောက် body ball ကွင်းဆိုလို့ရှိရင်80 50ပေါ့80 50ကို body ball ကွင်းလည်းရထားတယ်ကျမတို့နောက်မှာဆိုလို့ရှိရင်ကျောင်းမြေအနေထားအရာအလျား330အနံ214.5ရှိရဲ့ U80 အောင်စာကွင်းဆောက်ဖို့လည်းဆက်လက်ပြီးတော့ရထားတာရှိပါတယ်နောက်အခုလက်ရှိဆောက်ထားတဲ့ရရှိထားတဲ့ FIFA Arena ဘောလုံးကွင်းကိုကျမတို့ပတ်လန်းအနေနဲ့ရှောင်းလန်းလုပ်ဖို့လွတ်တဲ့ရထားတာရှိပါတယ်ကျမတို့ရဲ့ကျောင်းသားဥယျာဉ်လိုအပ်ချက်အရာဆိုလို့ရှိရင်ကျောင်းဆောင်တစ်တွေဆက်လက်တိုးချဲ့ဖို့လည်းရှိပါတယ်ကျောင်းဆောင်တစ်ကနှစ်ထပ်ဆောင်လည်းရထားတာလည်းရှိပါတယ်တမျိုးတို့ကြောင်းပေါ့နော်အခုလိုမျိုးတစ်ထပ်ဆောင်အပြင်ပေါ့နှစ်ထပ်ဆောင်ကြီးတွေလည်းဖြစ်စေချင်ပါတယ်ရှင်အဲ့တော့အထက်တန်းဆိုရင်အချက်20ပြည့်စုံအောင်ဖြည့်ဆည်းပေးမယ်အလယ်တန်းကျတော့16ချက်မူလာတန်းမှာတော့14ချက်နဲ့ပြည့်စုံအောင်ဒါကတော့မပြည့်စုံသေးဘူးပေါ့နော်ရွေးချယ်တဲ့အကြောင်းကိုပြည့်စုံနိုင်ငံတော်ကနေပြီးတော့ကျောင်းဆောင်တွေရောခုနအားကစားယုံတို့အကုန်လုံးဖြည့်ဆည်းပေးမယ်အစီအစဉ်နဲ့စံသတ်မှတ်ချက်ကိုက်ညီအောင်စီစဉ်ဆောင်ရွက်တဲ့စနစ်ပေါ့နော်အဲ့ဒီပုံမျိုးကျောင်းပေါ့အဲ့လိုအစီအစဉ်ပါ